ယူရီးယားထိသွားစရာမလိုပဲနူးညံ့မွေးကြိုင်နေတဲ့ဝက်ကုတ်သားကင်ကိုအိမ်မှာပဲအရသာရှိရှိကင်စားပါမယ်။ဆက်ကြည့်ပေးပါအောင်နော်။ရေဆေးပြီးသားဝက်ကုတ်သားတွေကိုအခုလိုမျိုးခင်းလေးနဲ့ထိုးပေးပါ။အရသာတွေထည့်ပြီးနေရင်အသားထဲစိတ်ဝင်အောင်လို့ပါ။ဝက်ကုတ်သားရဲ့ခရုစီထမင်းစားစွန်းတစ်စွန်းပဲငန့်ကြားရီအကျဲထမင်းစားစွန်းတစ်စွန်းပဲငန့်ကြားရီအနောက်ထမင်းစားစွန်းတစ်ဝက်ထိုင်းထညက်လက်ဖက်စားစွန်းတစ်စွန်းဂျင်းမုံလက်ဖက်စားစွန်းတစ်စွန်းအုံတို့ထမင်းစားစွန်းနှစ်စွန်းထည့်ပေးပါနော်အုံတို့ထဲမှာထိုင်းစတိုင်လေးနဲ့ပို့တူတာပါမနံပင်အမြင့်စက်တုံဖြူနဲ့ငရုတ်ကောင်းအနှဲငယ်ကိုငရုတ်စုံနဲ့ထည့်ပြီးထောင်းပေးပါထောင်းထားတာတွေကိုစွန်နာကအရသာထည့်ထားတဲ့အထဲထည့်ပြီးအားလုံးသမအောင်လို့ရောနေပေးလိုက်ပါမယ်ပလတ်စတစ်ဝက်ကလေးနဲ့အုပ်ပြီးအနည်းဆုံး3နာရီလောက်အသားနှက်ထားလိုက်ပါမယ်အာဗန်နဲ့ကင်ဖို့အတွက်10မိနစ် preheat လုပ်ပေးပါအမှန်ဆိုရင်မီးသွေးမီးပေါ်မှာမီးအေးအေးလေးနဲ့ကင်ရမှာအဲ့ဒါမှအနံလေးအောင်မှွေးပြီးရတာပူရှိတာပူကမြန်အောင်လို့အာဗန်နဲ့ပဲကင်လိုက်ရတာပါအာဗန်နဲ့အသားတွေထည့်ပေးပါအပူချိန်180 degree Celsius အပေါ်မီအောက်မီပေးပြီးကြာချိန်မိနစ်20ထားခင်ပါမယ်အချိန်ပြည့်သွားရင်တစ်ဖက်လှန်ပေးပါအပူချိန်180 degree Celsius အပေါ်မီပဲထားပြီးတော့10မိနစ်လောက်ထပ်ခင်ပေးပါနော်ကင်နေတော့ရောကင်ပြီးချိန်ရောအနံ့လေးအောင်မှုေးနေတာအရွယ်တော့အတုံးလေးတွေလှီးလိုက်ပါမယ်ပြီးရင်တော့ပကံလေးတွေထည့်ပေးပါအချင်းဖြော်ဖို့အတွက်လိုအပ်တဲ့ပါဝင်ပစ္စည်းတွေပြင်ဆင်ပါမယ်ပူစီနံလေးတွေကိုပပလှီးပေးပါချက်သွန်မိတ်အနေငယ်ကိုလည်းပပလှီးပါမယ်နနံပင်လေးလည်းနည်းနည်းထည့်ပါမယ်ချက်သွန်ဒီတစ်ချမ်းကိုလည်းပပလှီးထားပေးပါတံမြာသီးနှလုံးကိုလည်းညှိရလွယ်အောင်လို့လှီးထားပေးပါအချင်းနဲ့ဆန်လုံးမုံထဲမှာမို့ဆန်နှင်းငယ်ကိုရေဆေးပြီးမီးနည်းနည်းလေးနဲ့ပဲလှော်ပေးပါမီးမပြင်းရပါဘူးနော်အချောင်ပြောင်းလာရင်တော့ငရုတ်စုံနဲ့ထည့်ထောင်းလိုက်ပါမယ်အချင်းစဖြော်ပါမယ်ငံပြားရည်ထမင်းစားစွန်း3စွန်းမကြီးသည့်အနှစ်ထမင်းစားစွန်း2စွန်းထိုင်းထညက်ထမင်းစားစွန်း1ဝက်နဲ့တံမြာသီးနှလုံးကိုအရေးညစ်ပြီးထည့်ပေးပါဆန်လောင်မုံအနေငယ်နဲ့ငရုတ်သီးအကြက်မုံအနေငယ်လေးထည့်ပါမယ်ပြစ်ပြစ်လေးကြရင်တော့ဆန်လုံးမုံများများထည့်လို့ရပါတယ်ပြီးရင်တော့ဆွမ်းသားကလီးထားတဲ့အရွက်တွေထည့်ပေးပါအားလုံးကိုရောနေပေးပါနော်အခုဆိုရင်ဝက်ကုတ်သားကင်နဲ့တွဲစားမယ်ထိုင်းစတိုင်အချင်းလေးလည်းရသွားပါပြီအခုလိုစားကောင်းတာလေးတွေကိုမျှဝေပေးမှာမို့ potato page လေးကို follow လုပ်ထားဖို့မမေ့ပါနဲ့နော် potato vlog လေးကိုကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင် Cook, eat, smile